အရင်ကထပ်ပို့လာဖို့အနာခံကသွားချိုးထားတဲ့မင်းသမီး၃ယောက်ပရိသတ်များလုံးပဲမင်္ဂလာပါရှင်အနုပညာရှင်တွေဆိုတာအမြဲတမ်းလှပကြော်ရှင်းနေဖို့လိုအပ်တယ်လို့ပိုပြီးဆွဲဆောင်မှုရှိတဲ့မျက်နှာကျဖီပုံစံ face shape လေးကိုပိုင်ဆိုင်မှုအတွက်နီလန်မျိုးစုံသုံးကြပါတယ်ဒီနေ့မှာတော့အရင်ကထပ်ပို့မလှပလာဖို့အတွက်သွားနှုတ်ပြီးစနေတကျပြုပြင်ခဲ့ကြတဲ့နာမည်ကြီးမင်းသမီး၃အကြောင်းကိုပြောပြပေးကြပါမယ်နံပါတ်1ဆန်ရည်မုံမြင့်ပထမဆုံးတအုပ်ကတော့တရုတ်ဆောင်ဆန်ရည်မုံမြင့်ဖြစ်ပါတယ်ဆန်ရည်မုံမြင့်ဟာပုံမှန်အလားပထိန်သိမ်းမှုတွေအပြင်မျက်နှာကျပုံမပေါ်လွင်လာဖို့အတွက်သွားနှုတ်ပြီးပြုပြင်မှုတွေလုပ်ခဲ့တာပါအရင်ကထပ်ပို့ပြီးပုံချတဲ့မျက်နှာလေးဖြစ်လာအောင်စနစ်တကျစူးစမ်းခဲ့တာလေးဖြစ်ပါတယ်နံပါတ်2တင်ဆောင်ဝင်းကျော်ဒုတိယတအုပ်ကတော့ပရိသတ်အသေးဆွဲအရာမိုက်တဲ့မင်းသမီးတင်ဆောင်ဝင်းကျော်ဖြစ်ပါတယ်တင်ဆောင်ဝင်းကျော်ကတော့အတော်လေးကိုရဲရဲနဲ့ဆုံးဖြတ်ချက်ချခဲ့သူပါတင်ဆောင်ဝင်းကျော်ဟာမေးကိုအချိုးစားနဲ့သွားမညီရာတွေကိုပြုပြင်ဖို့သွားရှစ်ချောင်းအတီးနှုတ်ပြီးသွားကွင်းတက်ခဲ့တာဖြစ်ပါတယ်အဲ့ဒီအချိန်တုန်းကဝေဖန်မှုတွေရှိခဲ့ပေမဲ့ဒါဟာခက်နေတဲ့နီလန်နဲ့အလားပါကိုတိဆောက်ခဲ့တာဖြစ်လို့တင်ဆောင်ဝင်းကျော်ရဲ့တတိရှိမှုကိုလေးစားရမှာပါနံပါတ်3တတိယတအုပ်ကတော့ကလေးတယောက်ဆောင်ပေါ်ရတဲ့ကချစ်စရာယုံသွားလေးနဲ့ပရိသတ်အချစ်တော်ဖြစ်ခဲ့တဲ့ကလေးတယောက်ဆောင်ယွန်းယွန်းမှာယွန်းယွန်းဟာအရွယ်ရောက်လာတဲ့အခါသွားမညီတာကိုပြုပြင်ဖို့သွားလေးချောင်းနှုတ်ပြီးမေးကိုပြုပြင်ခဲ့တာလေးဖြစ်ပါတယ်အဲ့ဒီနောက်ပိုင်းယွန်းယွန်းရဲ့မျက်နှာချက်ဟာတိတိတသာပြောင်းလဲပြီးပုံမရင်ကျလှပသွားတာကိုတွေ့ရမှာပါလာဖို့အတွက်ဆိုရင်ဒီလိုမျိုးနာကျင်မှုတွေကိုတီးခတ်မိအနာခံခဲ့တဲ့မင်းသမီးတွေကိုကြည့်ပြီးပရိသတ်ကြီးတို့ရောအလားအတွက်ဆိုရင်ဒီလောက်ထိသွားနှုတ်ရဲကြပါမလားဆိုတာကွန်မန့်မှာပြပြပေးခဲ့ကြပါအောင်ရှင်